အရက်ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် A ၏အရေးပါမှုအရက်ကြီးထွားမှုကိုဘလို့အထောက်ပံ့ပေးလဲဆိုရင်အယိုးဖွဲ့စည်းမှုနဲ့ပြန်လည်ပြုပြင်မှုတွင်ကယ်ဆီယမ်နဲ့ဗီတာမင် D နဲ့အတူပူးပေါင်းလုပ်ဆောင်ပါတယ်။ဒါအပြင်ဆပင်လက်သေးနှင့်သွားများအတွက်အရေးပါသောမျိုးတင်းထုတ်လုပ်ရာတွင်ကူညီပါတယ်။ဗီတာမင် A ကျွဲဝသောအစားအစာတွေကဆယ်မွန်ငါးတက်တာငါကျင်းကဲ့သို့သောအစီများသည့်ငါးများတိရစ္ဆာန်အသေးများကြက်ဥအနှစ်နို့ဒိန်ခဲဒိန်ကျင်စသည့်နို့ထွက်ပစ္စည်းများအစိမ်းရင်ရောင်ဟင်းသီးဟင်းရွက်များဖြစ်တဲ့ဟင်းနုနွယ်ကိုက်လံပန်းကော်ဖီအဝါရောင်ဟင်းသီးဟင်းရွက်များဖြစ်တဲ့မုံလာဥနီရွှေပြုံသီးခရမ်းကျင်သီးတခွားမွေတရက်သီးတင်မောသီးဖျဲသီးစတဲ့အသီးများဖြစ်ပါတယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် B ၏အရေးပါမှုဗီတာမင် B1 ဒိုင်ယာမင်ကိုရင်းအင်္ဂါများတို့သွေးစီးဆင်းမှုကိုပုံမှန်ဖြစ်စေပြီးအစာချေစနစ်နှင့်အာဟာရစုပ်ယူမှုကိုမြင့်တင်ပေးတယ်။နှလုံးအာရုံကြောစနစ်ကိုကျန်းမာစွာအလုပ်လုပ်စေကာကိုယ်ခန္ဓာကြီးထွားမှုနှင့်အရက်ရှည်မှုကိုထောက်ပံ့ပေးတယ်။ဗီတာမင် B2 Riboflavin ဆပင်လက်သေးအရေးပြားနှင့်ကိုယ်ခန္ဓာအစုံကြီးထွားမှုကိုအထောက်အကူပြုတယ်။အယိုးကြီးထွားမှုအယိုးကျန်းမာရေးနှင့်အယိုးကျိုးနိုင်ခြေလျှော့ချရာတွင်အရေးပါတယ်။ဇီဝဖြစ်ပျက်မှုနှင့်စွမ်းအင်ထုတ်လုပ်ရာတွင်ပါဝင်သောဓာတ်တိုးပစ္စည်းများကိုထိန်းညှိပေးတယ်။ဗီတာမင် B6 Pyridoxine အယိုးကြီးထွားမှုအတွက်လိုအပ်သော collagen ထုတ်လုပ်ရာတွင်အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ဇီဝဖြစ်ပျက်မှုနှင့်အာရုံကြောစနစ်ကျန်းမာရေးကိုထောက်ပံ့ပေးတယ်။ဗီတာမင် B12 Cobalamin အယိုးနှင့်တ िश ူးများကိုမထိခိုက်စေဘဲအရက်ရှည်မှုကိုအားပေးတယ်။ folate နှင့် carbohydrate များထုတ်လုပ်ရာတွင်ပံ့ပိုးပေးပြီးပုံမှန်ကြီးထွားလာခြင်းမှာအရေးပါပါတယ်။ဗီတာမင် B ကျွဲဝသောအစားအစာတွေကအသားအသဲပင်လယ်စာကြက်သားကြက်ဥနို့နှင့်ဒိန်ကျင်ပဲနက်ကြီးစတော်ဘဲကလာဘဲစတဲ့ဘဲအမျိုးမျိုးအစိမ်းရင်ရောင်ဟင်းသီးဟင်းရွက်များဖြစ်တဲ့ဟင်းနုနွယ်ကိုက်လံမုံလာဥရွက်ပင်လယ်စာနှင့်အစစ်အဆန်စတာတွေဖြစ်ပါတယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် C ၏အရေးပါမှုခန္ဓာကိုယ်ကြီးထွားမှုနှင့်အရက်ရှည်မှုကိုအထောက်အကူပြုပါတယ်။အယိုးနှင့်သွားများကိုတမာစေပြီးခန္ဓာကိုယ်အတွင်း collagen ဖွဲ့စည်းမှုကိုအားပေးတယ်။ antioxidant များကျွဲဝသောကြောင့်ခန္ဓာကိုယ်မှအဆိပ်တောက်များကိုဖယ်ရှားပေးကာကျန်းမာရေးကိုကာကွယ်ပေးပြီးခွန်အားပြန်လည်ဖြစ်တင်းပေးနိုင်တယ်။ဗီတာမင် C အများဆုံးပါသောအစားအစာတွေကချင်းတဲ့အသီးများဖြစ်တဲ့လိမ္မော်သီး၊ဂိုးရက်ဖြူသီး၊ကီဝီသီးစဖြစ်သီးသစ်သီးများဖြစ်တဲ့မာလာကာသီး၊တင်မောသီး၊ဖရဲသီး၊စတော်ဘယ်ရီသီးဟင်းသီးဟင်းရွက်များဖြစ်တဲ့ပန်းကော်ဖီစိမ်း၊ပန်းကော်ဖီကိုက်လံစတာတွေဖြစ်တယ်။ဗီတာမင် C သည်ရေမှာပျော်ဝင်လွယ်သောဗီတာမင်ဖြစ်သည့်အတွက်အပူပေးချက်ပြုတ်ပါကအာနိသင်လျော့နိုင်တယ်။ဒါကြောင့်အစိမ်းစားခြင်းသို့မဟုတ်ခပ်ဖွားဖွားပြုတ်၍စားသုံးသင့်တယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် K အရေးပါမှုအယိုးကြီးထွားမှုနှင့်အရက်ရှည်ဖို့အရေးပါသောအာဟာရဖြစ်တယ်။အယိုးဖွဲ့စည်းမှုအတွင်းပါဝင်တဲ့ပရိုတင်းများလှုပ်ဆောင်ရန်လိုအပ်ပြီးအယိုးသိပ်သီးစအယိုးခိုင်မာမှုကိုမြင့်တင်ပေးကာအယိုးပျက်စီးခြင်းနှင့်ကျိုးနိုင်ခြေကိုကာကွယ်ပေးတယ်။ကယ်ဆီယမ်ဇီဝကမ္မဖြစ်စဉ်ကိုထိမ့်သိမ်းပေးခြင်းဖြင့်အရက်ရှည်မှုကိုအရှိန်မြင့်ပေးနိုင်တယ်။ဗီတာမင် K ကျွဲဝသောအစားအစာတွေကအပင်အခြေခံအစားအစာများတွင်ဗီတာမင် K1 ပါရှိပြီးနို့ထွက်ပစ္စည်းနှင့်အသားများတွင်ဗီတာမင် K2 ပါဝင်ပါတယ်။အစိမ်းရင်ရောင်အရွက်များဖြစ်တဲ့ကိုက်လံဟင်းနုနွယ်ပန်းကော်ဖီစိမ်းပန်းကော်ဖီဖြူမုံလာဥဖြူအရွက်ကော်ဖီထုတ်အသားများအသဲဆယ်မွန်နှင့်ငါကျင်းကဲ့သို့သောငါးများတွင်ဗီတာမင် K ပါရှိတယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် D ရေးပါမှုအရက်ရှည်မှုနှင့်အယိုးကြီးထွားမှုကိုအားပေးတယ်။အယိုးဖွဲ့စည်းမှုတွင်ကယ်ဆီယမ်နှင့်ဖော့စဖရပ်စုပ်ယူမှုကိုအထောက်အကူပြုပြီးအယိုးများကိုတမာစေကာအရက်ရှည်မှုကိုလှုံ့ဆော်ပေးနိုင်တယ်။ဗီတာမင် D နှင့်ကယ်ဆီယမ်သည်အယိုးဖွံ့ဖြိုးရန်အပြန်အလှန်လိုအပ်သောအာဟာရများဖြစ်တယ်။ဗီတာမင် D ကျွဲဝသောအစားအစာတွေကဆယ်မွန်တူနာငါကျင်းငါးကြီးစီစသည့်အစီများသောငါးများအမဲသားအသေးကြက်ဥအနှစ်ဒိန်ခဲစတာတွေဖြစ်ပါတယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ကယ်ဆီယမ်၏အရေးပါမှုခန္ဓာကိုယ်အတွက်အယိုးသွားကြံ့ခိုင်မှုနဲ့ကြွက်သားလှုပ်ရှားမှုအာရုံကြောလုပ်ငန်းများအထိအရေးပါသောသတ္ထုဓာတ်ဖြစ်တယ်။အယိုးအသစ်ဖွဲ့စည်းမှုကိုအားပေးပြီးပျက်စီးနေသောအယိုးတ िश ူးများကိုပြန်လည်တည်ဆောက်ပေးတယ်။
နှလုံးအပါဝင်ကြွက်သားများညှစ်ချင်းပြေလျှော့ခြင်းကိုထိန်းညှိပေးတယ်။အာယုံကြောဆဲများအကြားအချက်ပြမှုကိုမြန်ဆန်စေတယ်။ကယ်ဆီယမ်ကြွယ်ဝသောအစားအစာတွေကနို့ဒိန်ချင်းဒိန်ခဲခရင်မန်စတဲ့နို့ထွက်ပစ္စည်းများအသားငါးနှင့်ကြက်ဥပဲနှင့်ပဲပိစက်အမျိုးမျိုးတတိများနှင့်ဟင်းသီးဟင်းရွက်များအစေအဆန်များအသင့်စားအစားအစာများကယ်ဆီယမ်ဖြည့်ထားတဲ့ထုတ်ကုန်များစတာတွေဖြစ်ပါတယ်။အရက်ဖွံ့ဖြိုးဖို့အတွက်ဆင်းသက်၏အရေးပါပုံဆင်းသည်ကိုယ်ခံအားဆဲများ T-cells ဖွံ့ဖြိုးမှုနှင့်လှုပ်ဆောင်ချက်ကိုမြင့်တင်ပေးပြီးယောဂပိုးများကိုတိုက်ထုတ်ရာတွင်အရေးပါတယ်။ကလေးများတွင်အယိုးကြွက်သားနှင့်ကိုယ်အင်္ဂါများဖွံ့ဖြိုးရန်ဆင်းသက်လိုအပ်ပါတယ်။ဆင်းသက်ကြွယ်ဝသောအစားအစာများဖြစ်တဲ့ခရုသင်မြင်းခွာခရုပဇွန်အမဲသားစိတ်သားဝက်သားကြက်သားအသေးနို့ထွက်ပစ္စည်းတီဟိုဆေးတွေဖြစ်ပါတယ်